ဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Webfood application ရာ TikTok Telegram Instagram YouTube Facebook တို့ကိုကြော်နိုင်မလားဆိုတာ Play Store မှာ download ဆွဲတဲ့လူဦးရေပေါ်ကြီးတွက်ပြီးတော့ comment တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်စလိုက်ကြအောင်လားခင်ဗျာ။ Instagram ကတော့သုံးစွဲသူလူဦးရေ5 ဘီလီယံရှိပါတယ်5 ဘီလီယံဆိုတာလူဦးရေ3,500ပြောတာပါနောက် Facebook မှာကျတော့သုံးစွဲသူလူဦးရေ10 ဘီလီယံရှိပါတယ်10 ဘီလီယံဆိုတာလူဦးရေ3,000ပြောတာပါနောက် TikTok ကတော့1 ဘီလီယံရှိပါတယ်1 ဘီလီယံဆိုတာလူဦးရေ3,000ပြောတာပါနောက် Telegram ကလည်း Play Store မှာသုံးတဲ့ဆွဲတဲ့လူဦးရေ1 ဘီလီယံဖြစ်ပါတယ်1 ဘီလီယံဆိုတာခုနပြောခဲ့သလိုပါပဲ3,000မှာလူဦးရေ3,000ရှိပါတယ်နောက် YouTube ကလည်း download ဆွဲသူ10 ဘီလီယံရှိပါတယ်10 ဘီလီယံဆိုတာလူဦးရေ3,000ပြောရခြင်းဖြစ်ပါတယ်နောက် Webfood application ကတော့ Play Store မှာ download ဆွဲလူဦးရေ1 သန်းရှိပါတယ်1 သန်းဆိုတာလူဦးရေ300ပေါ့ဗျာဟုတ်ကဲ့ဒါကတော့ Play Store မှာ download ဆွဲပြီးအသုံးပြုကြတဲ့လူဦးရေစင်းကိုတင်ပြခဲ့တာဖြစ်ပါတယ်။နောက် Play Store ရဲ့အဆင့်သတ်မှတ်ချက်တွေကိုတွားကြည့်ကြအောင်လားခင်ဗျ။2025 April လအတွက်စစ်တမ်းများကမ္ဘာအချိုက်ဆုံး application များကတော့နံပါတ်1က ChatGPT နံပါတ်2က TikTok နံပါတ်3က Telegram နံပါတ်4က Facebook နံပါတ်5က WhatsApp နံပါတ်6က Timo နံပါတ်9က CapCut နံပါတ်10က Trackနံပါတ်9နဲ့10ကတော့ Telegram နဲ့ Snapchat တို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့စိတ်မကောင်းစွာနဲ့ပဲ Webfood application ဒီစင်းထဲမှာပါဝင်မနေခဲ့ပါဘူးဘာလို့လဲဆိုတော့ Webfood application ကိုသုံးတဲ့လူဦးရေက1 ဘီလီယံ300ပဲရှိလို့ပါလူဦးရေကဲ Telegram Instagram YouTube Facebook TikTok တို့ကို Webfood application ကကြော်နိုင်မလားဆိုတာကတော့ကိုလက်တလို့တော့မဖြစ်နိုင်သေးဘူးဆိုတာစိတ်မကောင်းစွာနဲ့ပဲပြောကြလို့ပါဒီတက်ကောင်းလာပြီးလူသုံးများလာဖို့လည်းမျှော်လင့်ပါတယ်ဘာလို့လဲဆိုအခုကစီးပွားရေးအရန်ဆန်တယ်လို့ခံစားမိလို့ပါကိုက content creator ဖြစ်ပေမဲ့ super like တွေရမှပတ်စံပို့ရတာပါအဲ့အတွက်ကုမ္ပဏီဘက်ကလည်း super like ကြီးပဲရောင်းနေပါတယ်ဒီတင်တဲ့လူတွေကလည်းဗီဒီယိုပဲတင်ဓာတ်ပုံပဲတင် copyright တွေမရှိဘူးပေါ့ဗျာစီကံလေးသတ်မှတ်ပြီးရင်ဒီ application ကိုလူသုံးများလာမယ်လို့ထင်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဖြစ်တာဖို့မျှော်လင့်ပါတယ်ဒါပေမဲ့ Webfood ကသုံးစွဲတဲ့လူတွေကိုဒေါ်လာတွေပေးကမ်းလေးရရှိပါတယ်တခြား application တွေစာရင်ကြည့်ပြီးတော့ဘာမှမရတဲ့စာရင် Facebook Telegram တို့ကိုကြည့်ပြီးတော့ဘာမှမရတဲ့စာရင်ဒီ application အဲ့တစ်ချက်ကအထူးတလဲတာနေကြောင်းတွေ့မြင်နေရပါတယ်ဟုတ်ကဲ့ပါအခုထပ်ပြီးတင်ဆက်ပေးမယ့်အကြောင်းကတော့ Webfood application ကဘယ်နိုင်ငံတည်ထင်ထားတဲ့ application လဲဆိုတာတင်ပြပေးတော့မှာဖြစ်ပါတယ် Webfood application ကအီတလီနိုင်ငံမာတီယာနာပိုလီတာနဲ့ကုမ္ပဏီက content creator တို့တွေအတွက်တည်ထွင်ခဲ့ပြီးတာဖြစ်ပါကြောင်းပြောကြရင် Webfood မှာပတ်စံတွေများများဝင်နိုင်ပါစေဆုတောင်းရင်ဒီဗီဒီယိုလေးကိုဒီမှာတင်ဆက်နေခြင်းပဲနားပြစေဗျာနောက်ဘုဒ္ဓရစရာအကောင့်ကအကောင့်အစီအစဉ်တွေတို့ပြန်လာခဲ့ပါမယ်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုရှင်တွေကအထူးလေးကျေးဇူးတင်မိပါကြောင်းပြောကြရင်ဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ